เป็นชอบไปนะป้าเลยมาจอพี่อย่างอย่างที่โอ้ยเชี่ยเดี๋ยวใส่ถุงเนาะไอ้พวกแม่มาเข้ากูหนาเลยโซ่ชุดๆกันเลยหนูป้าไปโอ้ไอ้ลูกเลยมาเข้ากูแน่ๆไปเลยเละชอบนี่ต้องการดูเลยอยู่ไรจบฮะဒီကောင်မအိမ်ကိုမရောက်တော့တော်ကြာနေပြီနော်ကိုအပင်လေးကြင်စိမ့်ဆူလိုက်တာဟဲ့သွားရအောင်နော်ဟိုးအိမ်အောင်ကြာတစ်နှစ်တောင်ရှိနေပြီအခုဒီဟိုကောင်မအိမ်ကိုလေမရောက်တာတစ်နှစ်တောင်ကြော်နေပြီကိုရင်နော်ဟိုကောင်မအိမ်မှာရှိပါမလားဟဲ့ကောင်မလေဟဲ့နေပဲသွားဖို့လေဟဲ့ပဲသွားဖို့လေအထောက်ကနေဘိုင်းနေဟမ်နေတို့အိမ်မရောက်တော့တစ်နှစ်လုံးရှိနေပြီကောင်မရေနေတို့အိမ်မှာလေအခုဒူရင်တီးတွေပေါ်နေပြီမလားဒူရင်တီးတော့လိုက်စားမလို့လေကောင်မနေပဲသွားဖို့လေ你看俺们爱多没？好啦，俺爱不是了不？大概姐，你来接啦，俺那十一个啦。ဟဲ့ငါတို့နှစ်ယောက်ကလေဒူရင်တီးတော့လိုက်စားပါဆိုပါဒီကောင်မအိမ်ပေါ်ကနေဆင်းလာပြန်ပြီလားဘာဖြစ်ကြပြန်ပြီလေဟဲ့နေမဲမဟုတ်လားဒူရင်တီးချမ်ပိုင်ရှင်နဲ့လိုချင်တယ်လက်ထက်ချင်လဲဆိုပြီးတော့အခုကလက်ထက်လိုက်ရပြန်ပြီလေနေတို့အစင်မပြေကြပြန်ဘူးလားဘာဖြစ်လဲပြောပါအောင်ဒူရင်တီးပဲကောင်းတာလေညစာမကောင်းတာငါဘယ်လိုလဲညစာကိစ္စဆိုနေပါအောင်ပြောရတော့你们家ကိစ္စလေ你们တိတာကြားနေတာပဲဩအဲ့လိုဆိုအစင်မပြေဘူးလေနော်ဒူရင်တီးပဲကောင်းနေတာညစာမကောင်းတာဘယ်လိုစင်ပြပါမလဲတကယ်ကြီးရဲ့ငါကူညီပါအောင်နင်တို့ဒီလိုမျိုးအစင်မပြေဘူးဆိုတာငါတိတယ်တငယ်ချင်းရဲ့အဲ့တော့ကြောင့်လေနင်အတွက်နီလန်တွေတခါတည်းပါလာပြီတာကဲမောင်ပေးစမ်းဒီမှာနင်ယောက်ျားအတွက်မြင်ရိုင်းအမျိုးသားအာတိုးစေရှိတယ်ကောင်မရေဒီမှာနော်ဒီမှာဟဲအဆူငါတို့ညအစင်ပြေပြီပေါ့မြင်ရိုင်းမျိုးသားအာတိုးစေကစူပါပါဝါနဲ့အထူးထောက်ဆွဲနှမျိုးရှိပါတယ်ဒါလေးကိုတောက်ပေးခြင်းအဖြစ်ပန်းသေးပန်းညိုလိမ့်စိတ်နေခြင်းစားမဝင်အိမ်မပြောအာယုံကြောအားနေခြင်းလို့ကိုယောဂဝေဒနာများအလုံးအတွက်သုံးဆွဲနိုင်ပါတယ်နော်ရောက်ဒီမှာနေ့လင်းအတွက်ရောက်ဟဲ့အဆူငါတောက်ဖို့တော့ခါရောတငယ်ချင်းရေဒီမှာနတ်သမီးအမျိုးသမီးအာတိုးစေရှိတယ်ဒါနေ့အတွက်ရောက်ဒါငါတော့ဟုတ်တယ်အဲ့ဒါတောက်လိုက်ဒီကငါအိမ်ပေါ်